အားလုံးပဲမင်္ဂလာပါကျွန်တော်အကောင့်လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒါလေးကတော့ဒီနေ့ကျွန်တော်ဧည့်သည်လိုက်ပို့ပေးဖြစ်တဲ့နေရာလေးပါဒီဖျားကိုကျွန်တော်အရှိကိုလာလဲတဲ့ဧည့်သည်တွေကိုအကုန်လုံးနီးပါကျွန်တော်ဒီဖျားကိုလိုက်ပို့ပေးဖြစ်ပါတယ်ခုနောက်ပိုင်းဆိုဒီဖျားဆိုလို့ရှိရင်ဒီဗီယက်နမ်နိုင်ငံဒါလက်မြို့မှာဆိုလို့ရှိရင်ဒါရှေးဟောင်းနာမည်ကြီးဖျားပေါ့နော်တခြားသူတော့မသိပါဘူးကျွန်တော်ဆိုဒီဖျားရောက်တိုင်းအများရန်ဆူတောင်းနေအများရန်ပြည်ပါတယ်ဒီဖျားဆိုလို့ရှိရင်ဆူတောင်းပြည့်တဲ့ဖျားတွေမှာပါပါတယ်ကျွန်တော်ရှိကိုလာလိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြီးထားတဲ့ service တွေကတော့ကျွန်တော်အလဲဘက်ကောနေတာထိုင်တာကိုကျွန်တော်အစားဆုံးကျွန်တော်ဝန်ဆောင်မှုပေးထားပါတယ်တကယ်လို့ကျွန်တော်ရှိမှာဒီလိုမျိုးအလဲဘက်ကောနေတာထိုင်တာစားတာမဟုတ်ဘဲနဲ့ကျွန်တော်ရှိတဲ့မြို့လေးမှာဈေးတက်တာစွာနဲ့ခဏ station လာချီပြီးနေကျင်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်မှာလာနေလို့ရပါတယ်အိမ်ငှားကားတွေကတလားလျင်အနည်းဆုံးဗီယက်နမ်ငွေ330ကနေစရှိပါတယ်ခင်ဗျာ330အခန်းနေရဆိုလို့ရှိရင်တယောက်ခန်းနေဖြစ်ပြီးတော့တယောက်တည်းနေရမှာဖြစ်ပြီးတော့ရေချိုးခန်းအိမ်သာပါပါတယ်ခင်ဗျာကိုပိုင်ကတင်မှုရအကုန်ပါပါတယ်ခင်ဗျာအပြည့်စုံပါတဲ့အခန်းတွေပါတကယ်လို့ကျွန်တော်ရှိမှာစင်ကာပူကနေပဲလာပြီး stay ရှောင်းရှောင်းထိုင်းကနေပဲလာပြီး stay ရှောင်းရှောင်းဘယ်ရပဲလာပြီးဗီဇာဆောင်းဆောင်းကျွန်တော်ဘက်က14ရက်စာနေတာထိုင်တာစားတာတွားတာလာတာအလဲဘက်အစားဆုံးဝန်ဆောင်မှုပေးပါတယ်တကယ်လို့စင်ကာပူကနေပြီးတော့အိမ်ရှင်ကနေပြီးတော့အရေးပေါ်တစ်ခုခုကြောင့်ပြန်ပို့ခံရတယ်ဆိုလို့ရှိရင်စင်ကာပူပါနဲ့ကျွန်တော်ဆက်သွယ်လို့ရပါတယ်ကျွန်တော်ဘက်ကနေပြီးတော့စင်ကာပူကနေပြန်ထွက်တဲ့ဆိုလို့ရှိရင်သိရပြီဆိုတာနဲ့ကျွန်တော်လှမ်းအကြောင်းကြားနိုင်ပါတယ်ကျွန်တော်ဒီဘက်ကနေပြီးတော့လေယာဉ်နံပါတ်ဖြတ်ပြီးတော့အိမ်ရှင်ကပြန်ပို့တဲ့လေကြောင်းလမ်းကနေပဲတခြားဘက်ကိုချိန်စရာမလိုပါဘူးအိမ်ရှင်ပြန်ပို့တဲ့တာမီနဲ့တူတဲ့နေရာနေပြီးတော့ကျွန်တော်လေးလက်မှတ်ဖြတ်ပေးပါတယ်အဲဒီကနေပြီးတော့ online check in ဝင်ပြီးတော့ boarding pass ကို online ကနေထုတ်ပေးပြီးလို့ရှိရင်လေရင်ပြောင်းစီတာလို့ရပါတယ်ခင်ဗျာကျွန်တော်ရှိမှာကတော့လာလေတဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အတက်နိုင်ဆုံး service ပေးပါတယ်လေဘက်ကအစားသွားလေလို့တော့နေရာတွေအဆုံးလုံးကျွန်တော်ဘက်ကတာဝန်ကြီးအောင်ပို့ဆောင်ပေးပါတယ်နောက်ပြီးတော့ကျွန်တော်ဘက်ကနေပြီးတော့ပုံလှလှလေးတွေလည်းပြချရိုက်ပေးပါတယ်ခင်ဗျာတကယ်လို့ဗီယက်နမ်လာမယ်ဆိုလို့ရှိရင်လေလက်မှတ်ဖြတ်ဖို့မဖြတ်တတ်သူများကိုလည်းကျွန်တော်လေလက်မှတ်ဖြတ်ပေးပါတယ်တကယ်လို့ဗီယက်နမ်မှာကိုက2လ3လလောက်ကြာနိုင်တယ်ဆိုလို့ရှိရင်မလာခင်မှာဗီဇာလျှောက်ပြီးတော့3လဗီဇာရက်90ဗီဇာလျှောက်ပြီးဝင်လာလို့ရပါတယ်ခင်ဗျာ3လဗီဇာလျှောက်ပြီးဝင်လာတဲ့အတွက်စိတ်အေးချမ်းသာနဲ့3လနေလို့ရပါတယ်3လပြည့်လို့ဆက်ကြမယ်ဆိုလို့ရှိရင်လည်းနောက်ထပ်3လဗီဇာထပ်တိုးလို့ရပါတယ်ဗီဇာကိစ္စတွေလေစိတ်ကိစ္စတွေကတော့ဗီယက်နမ်ဘက်ကတော့အကုန်အေးချမ်းပါတယ်စိတ်အေးချမ်းသာနဲ့လာလို့ရပါတယ်ဗီယက်နမ်နိုင်ငံမှာအစားအသောက်တွေအဆင်ပြေတာလို့မေးလို့ရှိရင်ကျွန်တော်တို့ကတော့အစားအသောက်တွေအဆင်ပြေပါတယ်သူတို့အစားအစာတွေကတကယ်ကျန်းမာရေးဘက်ကကြည့်မယ်ဆိုလို့ရှိရင်တကယ်အဆင်ပြေပါတယ်ဒီနေ့တဲ့ပါတယ်အဓိကအားဖြင့်သူတို့ကစီးသိမ့်မသုံးပါဘူးသူတို့ကဟင်းသီးဟင်းရွက်အစားများတဲ့အတွက်ကျန်းမာရေးအတွက်အထူးသင့်ရပါတယ်ကျွန်တော်တို့နေတဲ့မြို့လေးဆိုလို့ရှိရင်တောင်ပေါ်မြို့လေးဖြစ်တဲ့အတွက်အရန်အေးချမ်းပါတယ်ရာသီဥတုကလည်းအေးပါတယ်နေလို့ထိုင်လို့အရန်ကောင်းပါတယ်ကျွန်တော်တို့မြို့လေးလာမယ်ဆိုလို့ရှိရင်ဟိုချီမင်းလေဆိပ်ကိုလာမှာဖြစ်ပါတယ်ဟိုချီမင်းလေဆိပ်ကနေပြီးတော့ကျွန်တော်ရှိတဲ့မြို့လေးကိုပြန်ပြီးတော့တဆင်ကားစီးလာမှာဖြစ်ပါတယ်ကားစီးလာတဲ့ဆိုတဲ့အခါကြလို့ရှိရင်လည်းကားဆိုတာလည်းအိတ်စင်တဲ့ကားဖြစ်ပါတယ်တောင်တက်တာနဲ့အိတ်စီးလာလို့ရပါတယ်ကားပေါ်မှာဆိုလို့ရှိရင် Wi-Fi ပေးထားတဲ့အတွက်လမ်းမှာအင်တာနက်သုံးလာလို့ရပါတယ်ဒီကျွန်တော်ရှိတဲ့မြို့လေးရောက်ပြီဆိုလို့ရှိရင်လည်းကားကိကနေကျွန်တော်ကိုစောင့်နေကြမှာပဲကျွန်တော်ကိုယ်တိုင်လာပြီးကြိုပေးပါတယ်ဟိုချီမင်းဘက်မှာဆိုလို့ရှိရင်လည်းဟိုချီမင်းလေဆိပ်မှာလာပြီးကြိုပေးပါတယ်ဟိုချီမင်းလေဆိပ်မှာကြိုပြီးတော့ကျွန်တော်ပဲရှိတဲ့မြို့လေးကိုကားပေါ်တင်ပြရည်စပစ်ပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ